ညနေရောက်တဲ့အခါမြို့ကစစ်ပြေးလာတဲ့တတိကတော်ပွဲုံပိုင်ရှင်မတ်သိန်းမြထံဝတ်ဆင်ထားသောလက်ဝတ်လက်စားများပါတဲ့အဝတ်စားများကိုလာကြည့်သူမြို့သတင်းမေးသူများနဲ့ဥပိုးစဉ်ခြံဝင်းထဲမှာစီကားလာပါတယ်ထိုထဲမှာမနက်ကစံပါအားတရသီးပေးလိုက်တဲ့ကောင်မလေးပါသဖြင့်စံပါမှာပီတိဖြာလျက်ဟေးတရသီးပေးတဲ့နှမလေးမနက်ကပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောမလို့နာမည်မသိလို့ချောရင်မှာကိုစံပါမဟုတ်ပါဘူးဗျာစံပါပါဗျစံပါတို့ကြည်နူးနေကြဘာကြီးဖိုးစင်တဲ့လမ်းမတော်ဖိုးတို့မှာခြံရှိကုတ်ပြမှာထညက်အရက်တစ်လုံးကိုထောင်လျက်မတ်သိန်းမြတို့မြင်ကွင်းကိုကြည့်နေကြပါတယ်ဘာကြီးဖိုးစင်ကအရက်ထည့်ထားတဲ့ပကံလုံးကိုမော့ချလိုက်ပြီးတရွေးကိုပြစ်ခနဲထွေးလိုက်ပါတယ်ထို့နောက်ဖိုးတို့ကြီးမင်းမရလို့ပုံနဲ့ညက်လာကြီးတော့ငါ့အိမ်ကိုတကယ်ဓမြတက်တော့မယ်ထင်ပါရဲ့ကွာ1942ဖေဖော်ဝါရီလ9ရက်ဖိုးတို့စစ်ပြေးခဲ့ဒီမှာတလပင်ကျော်ခဲ့ပြီဂျပန်အမတ်15တပ်မတော်နဲ့ဗမာလူလက်ရေးတပ်မတော်တို့ဟာဒဝဲကနေတစ်ဆင့်မော်လမြိုင်ထိခြီတက်သိမ့်ပိုက်လာနေကြပြီဖြစ်ပါတယ်အင်္ဂလိပ်တို့ကရန်ကုန်ထောင်ကြီးနဲ့စိတ်ဒသဆေးရုံကိုဖွင့်ချပေးတဲ့သဖြင့်ရန်ကုန်မြို့ထဲမှာလူဆိုးသခိုးများနဲ့အယူများကိုနေရာတကာတွေ့နေရပါတယ်မြို့အုပ်ချုပ်ရေးပြပြသွားသဖြင့်လွန်ခဲ့တဲ့တလကျော်ကဘုံနံတင်ထားတဲ့အလောင်းများဟာပုတ်ပွားရာမှ6ကတ်တဲ့အဆင့်ကိုပင်ရောက်နေပြီဖြစ်ပါတယ်တလကျော်ကာလအတွင်းမှာပဲရန်ကုန်မြို့ကြီးမှာထိုးတို့အပြောင်းလဲမြန်သလောက်ဖိုးတို့မိခိုနေထိုင်ရာစိတ်ကြီးမှာလေအပြောင်းလဲတစ်ခုကညံသံစွာဖြစ်ပေါ်ခဲ့ပါတယ်ထိုအပြောင်းလဲကိုစတင်သူကအခြားသူမဟုတ်စံဖပင်ဒီထိုနေ့မနေ့ခင်းမှာလမ်းမတော်ဖိုးတို့နဲ့ဥဖိုးစင်ဟာစက်ကူကပြားတစ်ခုပေါ်မှာကြားကွက်ဆွဲပြီးမိလက်ရည်အဖုံးများနဲ့ကြားကစားနေကြပါတယ်ဘိုင်ဖိုးစင်ဟိုမှာတက်ကြတော့မယ်ရွာထဲကကာလာသားတူအသေးအတန်ရောက်လာသဖြင့်ဥဖိုးစင်နဲ့ဖိုးတို့အထိတ်တလန့်ဖြစ်သွားကြပါတယ်ဘာလဲငါထွန်းဘယ်သူတွေတက်တာလဲဟိုမှာဥမြလာကြီးရဲ့သားထွန်းရင်နဲ့ဘိုင်တို့အိမ်မှာတဲနေတဲ့ရန်ကုန်သားပစိုးတခွင်းလဲဝင်ပြီးသူသေးကိုယ်သေးဓာတ်နဲ့ထိုးမလို့လေဖိုးတို့ချက်ချင်းထားကပစိုးပြင်ဝတ်လိုက်ပါတယ်ဘယ်မှာလဲငါထွန်းတောင်ဘက်ကမတ်ပူတို့ကောက်ရိုးပုံပြီးလဲခွက်မှာအခုမျက်နှာကြီးလဲနှံကြီးနဲ့လိုက်သွားပြီတဲ့ဗျမြန်လာကြပါဗျာတေကုန်တော့ပါပဲဥဖိုးစင်ကအိမ်ကောင်းရင်ထင်းပုံကိုပြေးကထင်းခွဲတဲ့ဓမ္မကိုခါးကြားထိုးလိုက်ပါတယ်ဖိုးတို့ကအိမ်ပေါ်ပြည့်တဲ့ခါ6လုံးမြင့်နဲ့ထည့်ထားတဲ့လွဲကိုလွယ်လိုက်ပါတယ်ထို့တော့သူတို့နှစ်ဦးသားငထွန်းတော်ကိုအပြေးလိုက်သွားကြပါတယ်